ကိုတို့ဘဝတွေကိုတတ်ဖြတ်ပြီးတော့မှဘဝပြတ်အောင်လှုပ်ထားတဲ့လူတွေကြတော့ဖူးဖူးမုတ်ပူဇော်နေကြတယ်ကဲတင်နေတဲ့လူကြတော့တခါနဲ့လိုက်ပြစ်အပြစ်တင်နေကြတယ်လောကကြီးကအဲ့တော့ကောင်းတာလုပ်နေပေမဲ့ကောင်းကျိုးဘာလို့မပေးသေးတာအချိန်မတန်သေးဘူးရှင်းသလားမကောင်းတာလုပ်နေပေမဲ့လည်းမကောင်းကျိုးကရချင်မှရအောင်မှဒါပေမဲ့မရတော့ဘူးလားဒါကြောင့်ကောင်းတာလုပ်ရင်ဒေချာမတော်သူမင်္ဂလာရောင်ဝါသင်ထားတာမဟုတ်ဘူးခင်ဗျားတို့ကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်ဘယ်ချိန်ပေးမအောင်ကြောင်းညီညွတ်တဲ့ချိန်ဒါသူ့အကျိုးပေးနဲ့သူတို့ဘာကိုမကောင်းကျိုးပေးပါစေလို့ခင်ဗျားတို့ဝိုင်းဆုတောင်းပေးလို့လဲသူတို့ဘာကိုကောင်းကျိုးပေးပါစေလို့ဝိုင်းဆုတောင်းနေလို့လဲမရပါဘူးတတိတံပါကံစနေတိကျူသောအကျိုးပေးမယ် This is called Dhamma အဲ့ဒါတရားပဲ